ကဲအားလုံးပဲမင်္ဂလာပါနော်ခေါမော့အသင်းဝင်များအားလုံးကိုဒီလို website လေးအတိလေးတွေကိုလုံးမတတဲ့သူတွေမှာဆိုလို့ရှိရင်တော့ကိုလာပြီးတော့သင်ပြပေးတော့မှာဖြစ်ပါတယ်နော်လူသီးလေးတွေဝင်လာပြီးဆိုလို့ရှိရင်ကိုတွေကလုံးတတ်အောင်ကိုသင်ပြပေးမယ်အရင်ဦးဆုံးဒီ live အစိမ်းအောင်ထဲမှာဝင်သွားပေးမယ်ပြီးလို့ရှိရင်အဝါရောင် live လေးကိုတစ်ချက်ဝင်သွားပေးမယ်ဒါကတော့ ဆိုရက် website လေးတွေကိုနိုင်လာလိုက်မယ်တင်းနိုင်လာပြီဆိုလို့ရှင်ဒီမျက်နှာလေးကိုပေါ်လာမယ်နော်ဒီစာမျက်နှာလေးမှာတော့ရောက်တိုင်းပဲဝင်လို့တားသွားပြီလို့ကိုယုံကြည်ပါတယ်ဒါကြောင့်ဒီဟိုအပေါ်ထားထဲမှာပြန်လဲပြီးတော့နှုတ်ထားလိုက်မယ်နော်ဒီမှာပြန်ပြီးတော့နှုတ်လိုက်မယ်ကဲဒါတော့ဒီစာမျက်နှာပေါ်မှာကိုမြင်တွေ့ရမှာတော့သိကြတယ်နော်ကဲအရင်ဦးဆုံးဒီလူပုံမှာမြင်တွေ့ရလားအဲ့ဒီလူပုံမှာအပေါင်းလက္ခဏာနဲ့ရှိတယ်ဒါတစ်ချက်နှိုင်းလိုက်မယ်ကဲနှိုင်းလိုက်ပြီဆိုလို့ရှိရင်တော့ဒါကိုအတွက်စမပေးမလားပြီးလို့ရှိရင်ကိုရဲ့ထင်းကအတွက်စမပေးမလားဒါအဲ့ဒါကိုရဲ့ရွေးချယ်မှုကိုအတွက်လားကိုရဲ့ထင်းကအတွက်လားနိုင်လိုက်ပြီဆိုလို့ရှိရင်တော့ဒါဒီလိုဘယ်သူလဲထည့်ပေးမှာနေ့3ည4ခွန်8ပြီးလို့ရှိရင်ဒီအဝိုင်းလေးကိုတစ်ချက်နိုင်လိုက်မယ်ဒီအဝိုင်းလေးကိုတစ်ချက်နိုင်လိုက်ပြီဆိုလို့ရှိရင်တော့အဲ့ဒါကိုစမပေးမဲ့သူ့ရဲ့အလိုက်အမြင်ကိုပေါ်လာမယ်နော်ဒါနာမည်ကြီးလို့ဖြစ်ပါတယ်ပြီးလို့ရှင်ဒီအစိမ်းရောင်လေးတွေကိုနှိမ့်မယ်တင်းပြီးရင်ဒီနောက်တစ်ခုပြန်နှိမ့်မယ်တင်းဒါတော့သူမေးတယ်အဲဘဲမှာထဲမလားအာဘဲချမ်းမှာထဲမလားကိုကြတော့ဒီအာဘဲချမ်းမှာထည့်ပေးလိုက်မယ်နော်တင်းဒါသူနှုတ်ထားလိုက်ပြီသူနှုတ်ထားလိုက်ပြီဆိုလို့ရှိရင်တော့ဒါအောက်ဆုံးမှာထပ်ပိုင်းနိုင်သွားပေးမယ်တင်းဒါကတော့ကိုရဲ့အမည်ရဲ့ကိုရဲ့နံပါတ်ရဲ့ကိုရဲ့အလိုက်အမည်ပေါ့နော်ဒါကတော့နောက်ထပ်တစ်ခုပြန်နိုင်မယ်ဒါကတော့ link အဲ့ဒီ link မှာကိုကဆွဲထည့်လိုက်ပြီဆိုလို့ရှိရင်တစ်သက်လုံးအတွက်အသုံးပြုလို့ရတယ်နော်ဒါမြန်မာရောစာရောထိုင်းရောအင်္ဂလိပ်ရောကိုကြတော့ဒီထိုင်းနဲ့ပဲအသုံးပြုမှာတော့ဖြစ်ပါတယ်ပြီးရင် link ထုတ်မယ်link ထုတ်လိုက်ပြီဆိုလို့ရှိရင်တော့အဲ့ဒါခက်လော့လှုပ်လိုက်မယ်ဘန်ထူလဲလှုပ်လို့ရတယ်နော်ဒါတော့ဟို Messenger ထဲမှာတစ်ချက်ပြန်ဝင်သွားမယ်ပြန်ဝင်သွားပြီဆိုလို့ရှိရင်ဒီမှာဖိထားလိုက်ပြီဘာကြောင့်မရတာလဲဖိထားလိုက်ပြီလားဒီမှာ1ဒါအဲ့ဒီလူကိုစမပေးမဲ့ link ပဲဖြစ်ပါတယ်ဒါကြတော့ပြန်ဝင်မယ်ဝင်ပြီးဆိုလို့ရှိရင်တော့ဒါစမချိအပေါ်ဆုံးမှာဒါတော့ထိုင်းဒါဖုန်းနံပါတ်ဖုန်းနံပါတ်ထည့်မယ်တွင်းထည့်လိုက်ပြီဆိုလို့ရှိရင်တော့ဒါရင်မြာကိုပြထားတဲ့အရာလေးတွေကိုလိုက်လို့ဒါအကယ်၍ဒီအမြင်နဲ့နန်းစကူးနဲ့သာဆိုလို့ရှိရင်ဥပမာအောင်လို့ဆိုလို့ရှိရင်တော့အပေါ်ဆုံးမှာအောင်တစ်လုံးနဲ့ထက်အောက်ဆုံးမှာအောင်ထက်နော်အကယ်၍ကိုအောင်သာဆိုလို့ရှိရင်တော့အပေါ်ဆုံးမှာကိုအောက်ဆုံးမှာအောင်ထက်နော်
မလောနဲ့ဖြည်းပဲလှုပ်နော်ကိုကလောမဲ့ဆိုလို့ဆိုရင်တော့အမားယွင်းမှုတွေကိုမာယွင်းသွားတယ်ကဲဒါကြတော့ကိုစမပေးမယ်သူကြတော့ထိုင်းဆိုတော့ယာဒီနာမည်ကယာအောက်ဆုံးမှာလဲယာပဲဒီနော် email ရှိရင် email ထည့်လို့ရတယ်နော်မပြလို့ email တွေကိုထည့်ရတာလဲဆိုတော့ကိုက passport တွေမေ့သွားတယ်မမေ့လို့ဘူးဆိုလို့ဆိုရင်ဒါပြန်တောင်းလို့ရတယ်ဒါကိုရဲ့ passport တွေကအနန္တမှာပြပို့လာတယ်ကဲပြီးသွားပြီဆိုလို့ရှိရင်တော့ယူရနိုင်မယ်ခဏလေးဆောက်ဒါကတော့ဒါသေးရှာလုပ်ပေးပါနော်လဟာတွေကဒါအစီကအခရာအကြီးနဲ့အသေးနဲ့လှုပ်ဆောင်ရမှာတော့ဖြစ်ပါတယ်နော်အကယ်၍မိတ်ဆွေတို့ကအဲ့ဒီလိုမျိုးမလုပ်ဘူးဆိုလို့ဆိုရင်တော့စမားလို့မရပါဘူးနော်ဒါကြတော့အနည်းဆုံး6လုံး9လုံးလို့ထည့်ပေးပါနော်မလောနဲ့ဖြည်းပဲလုပ်နော်အကယ်၍ကိုတွေကလောနေမယ်ဆိုလို့ဆိုရင်တော့ဒါမာယွင်းသွားမယ်နော်ဒါကိုကတော့ဖြည်းပဲလုပ်မယ်တင်းအပေါ်နဲ့အောက်နဲ့တူရမယ်နော်မတူလို့မရဘူးအပေါ်နဲ့အောက်နဲ့သာတူမှဒါကတော့ယူရန်အဲ့လိုမျိုးနှုတ်ထားလိုက်ပြီဆိုလို့ဆိုရင်တော့အဲ့ဒါအောင်မြင်သွားပါပြီဒါယူရန်โอเคမားပါတယ်ခဏလေးစောင့်အဲ့လိုမျိုးအောင်မြင်စွာရရှိသွားပါပြီနော်လူသီးလေးတွေကိုအသင်းဝင်ဖို့ကိုလှုပ်ထားလို့အောင်မြင်သွားပါပြီနော်1698ခုတိစားကိုချင်းခုမှာဆိုလို့ရှိရင်တော့သူရဲ့ဖုန်းနဲ့သာဝင်ရမှာဖြစ်ပါတယ်နော်အကယ်၍ကိုကနောက်ထပ်သူရဲ့ဖုန်းကိုဝင်လို့ရအောင်ဒါတိုက်ပုံလေးတွေကိုကိုရိုက်ထားပေးတယ်နော်ပြီးလို့ရှိရင်နောက်ထပ်တစ်ဆင့်သူ့ကိုပြန်လည်ပြီးတော့သင်ပြပေးသွားမှာဖြစ်ပါတယ်နော်အကယ်၍ခောက်လဘောခောက်ဆူလဘောတင်းဘက်တလီလည်းကုန်တော့မှာအသေးချာလေးကိုကြည့်သေးချာလေးနဲ့သင်ယူနော်မလောနဲ့ဆန္ဒမစောနဲ့နော်အားလုံးကိုလူတိုင်းတော့လို့တားတယ်ဆိုတာတော့ကိုယုံကြည်တယ်နော်ပြီးလို့ဆိုရင်ခုနကကိုစမပေးတဲ့ယာပြန်ဝင်ကြည့်မယ်တင်းဒါဆိုင်ငါးထဲမှာပြန်ကြည့်မယ်ဒါအောက်ဆုံးမှာယာနော်ဒါကြောင့်သူဖုန်းထဲသာစီးတယ်ဆိုလို့ရှိရင်တော့သူဖုန်းထဲမှာဒါတဘလန်တည်းပဲဝင်လို့တောက်အောင်သူလို့တောက်အောင်တင်ပြပြီးသွားမှာဖြစ်ပါတယ်နော်နောက်သူကိုနော်ဝင်လို့တောက်အောင်သူဝင်ကြည့်လို့ရအောင်တင်ပြပေးပါလို့ကိုကတော့တိုက်တွန်းပေးရှင်ပါတယ်နော်ဒါကတော့အဲ့လောက်နဲ့ပါပဲနော်လူသီးလေးတွေကိုဝင်လာတာစမပေးတာဒါမခက်ပါဘူးအကယ်၍ဗီဒီယိုအဆုံးထိကြည့်သွားပေးမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကစမလို့တားတယ်လို့တားတယ်ဆိုတာတော့ကိုယုံကြည်တယ်နော်ဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့မိတ်ဆွေများအားလုံးကိုခေါင်းလောင်းလေးတွေကိုနှိပ်ထားပေးမယ်
ပြီးလို့ရှိရင် follow လေးတွေကိုလုပ်ထားကြမယ်ပြီးရင် subscribe လေးတွေကိုလည်းလောက်သွားပေးဖို့မမေ့ကြပါနဲ့ဘာဖြစ်လို့အဲ့လိုမျိုးလောက်သွားရတာလဲဆိုတာတော့မိတ်ဆွေတို့ကအရင်ဦးဆုံးဒီဗီဒီယိုကိုမြင်တွေ့ရမှာတော့သိကြတယ် bye bye